Hello မင်္ဂလာပါရှင်ရိုစီတို့အခုပေါ့နော်တောင်းကလာပါတစ္ဆာလမ်းမှာဖွင့်ထားတဲ့ထင်းထင်းတောက်ဆိုင်ကိုရောက်နေပါတယ်ဒီနေ့တော့ဟောပေါ်နဲ့အကင်ပူဖေးလေးစားကြပါမယ်နော်ဆိုင်ထဲရောက်ပါပြီအဲကွမ်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့ရိုစီတို့ကညနေပိုင်းသွားတာဆိုတော့အရင်ကြီးတော့မပူပါဘူးရှင်ဆိုင်ကလည်းကြဲဝင်းလေးရှိတော့ထိုင်ရတာအဆင်ပြေပါတယ်နော်ဒီဆိုင်မှာဘာတွေရလဲဆိုတာရိုစီနဲ့အတူတွားကြည့်ကြမယ်နော်ဒါလေးတွေကတော့ဟော့ပေါ့အတွက်ယူထားတာပါအကင်အတွက်ကြက်အဝက်အမဲပစွန်အစုံရပါတယ်နော်အရင်ဆုံးတစ်မျိုးနည်းနည်းစီယူပြီးဆန်းစားကြည့်ပါမယ်နော်အချီလေးပါစက်ထားတာတော်တော်လေးကောင်းပါတယ်နော်ငါးညီမြင့်ကြိုက်တဲ့သူဆိုရင်လည်းထည့်စားလို့ရပါတယ်ရိုစီကတော့ငါးညီမြင့်အရင်ကြိုက်လို့များများထည့်ထားပါတယ်ရှင်အကင်နဲ့စားဖို့ပေါ့နော်မာလာမုံလေးလည်းရှိပါတယ်ရှင်အသားလေးတွေကိုအရင်กินထားပါမယ်အသားတွေကိုမာလာနစ်နဲ့နယ်ထားတာဆိုတော့အရတာပူဝင်ပြီးပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်ဟော့ပေါ်တော့ပေါ့နော်အရွက်အာလူကြာဆွဲရင်ညိပဲပြအစုံထည့်ထားပါတယ်အေးအတွက်ကတော့ကိုကာကိုလာနဲ့လီမော်ရီကတော့ကြိုက်တဲ့လောက်တောက်လို့ရပါတယ်နော်ရိုစီအကြိုက်ဆုံးကိုပြောရရင်တော့ဝက်တုံးထက်တာကင်နဲ့ဝက်အခောက်ကင်လေးကိုအကြိုက်ဆုံးလို့ပြောလို့ရပါတယ်ရှင်ဈေးနှုန်းကတော့အဝါစားဖူဖေးတယောက်ကို3300ကျပ်ပဲကျပါတယ်ရှင်အချိန်လဲမကတ်တတ်ထားလို့ဒီဈေးနဲ့ဆိုတော်တော်တန်ပါတယ်နော်အရတာလဲကောင်းပြီးထိထိမိမိရှိလို့ရိုစီကတော့ဒီဆိုင်လေးကိုတဘောကြပါတယ်စားလို့လဲကောင်းဈေးလဲရမ်းတန်တာမို့လို့တွားစားကြည့်ဖို့ရိုစီ recommend ပေးပါတယ်ရှင်